မင်္ဂလာပါခင်ဗျာအခုဆိုရင်ဘုံလောကမှာရေပန်းစားဆုံးဖြစ်နေတဲ့ဝက်မီတာဘူဖိုးထွက်ရှိလာခဲ့ပါပြီတာဘူကျွေးတုံးကစီးနှုံးနဲ့စွမ်းဆောင်ရည်မှာလူချိန်များခဲ့တယ်လို့အခုတာဘူဖိုးကရောအဲ့ဒီအောင်မြင်မှုကိုထိုင်ထားနိုင်လားဒီနေ့ဗီဒီယိုမှာဝက်မီတာဘူဖိုးအကြောင်းကိုအသေးစိတ်ခွဲခြားစိတ်ဖြာပေးတော့မှာဖြစ်လို့ဗီဒီယိုကိုဆုံးထိကြည့်ပေးကြပါအောင်ခင်ဗျာအရင်ဆုံးသူ့ရဲ့ဒီဇိုင်းပိုင်းကိုကြည့်မယ်ဆိုရင်ဒါဘူဖိုးကပို့ပြီးတော့ကင်းဖြစ်တဲ့ပုံစံကိုပြောင်းလဲထားတာကိုတွေ့ရပါတယ်။အနောက်ဘက်ကင်မရာမော်တွေကလည်းအရင်ကတည်းကပိုကြီးကောင်းလာပါတယ်။ပြီးတော့မျက်နှာပြင် display ကတော့ 6.67 inch ကိုမှ 1.5K resolution AMOLED ကိုသုံးထားပါတယ်။ 120Hz refresh rate ပါဝင်လာတယ်လို့ Pulse brightness ကလည်းရမ်းမြင့်တာကြောင့်အပြင်ထွက်သုံးရင်အလင်းမောင်ကပြဿနာမရှိပါဘူး။အဓိကချက်ကတော့သူ့ရဲ့မျက်နှာပြင်ဘေးပေါင်တွေကအရမ်းပါလွန်လို့ရုပ်ရှင်ကြည့်တဲ့အခါမှာအမြင်အာရုံတွေကိုအပြည့်အဝခံစားရစီမှာဖြစ်ပါတယ်။ဒီဖုန်းရဲ့အဓိကလက်နက်ကတော့ Dimensity 8400 Ultra ကိုသုံးပေးထားတဲ့အတွက်ကြောင့်မို့ဒီဝီဂျီမူဘိန်းကို 90 frame နဲ့ AC ကစားလို့ရတယ်လို့ကိန်းရွှေ iPad လိုမျိုး graphic မြင့်တဲ့ကိန်းတွေကိုလည်း stable ဖြစ်ဖြစ်ကစားနိုင်ပါတယ်။အပူချိန်ပိန်းမှာလည်း Xiaomi ရဲ့နည်းပညာတစ်ကြောင့်ကိန်းကြိုင်စော့ရင်အောင်ဖုန်းကရမ်းပူမလာပဲစွမ်းဆောင်ရည်ကိုထိန်းထားနိုင်တာတွေ့ရပါတယ်။ဒီရဲ့ထူးခြားဆုံးချက်ကတော့ဘက်ထရီပါပဲ။6500 mAh ဝန်းကျင်ထိပါလာတဲ့ Crystal battery နည်းပညာကြောင့်ဖုန်းကရမ်းမထူပဲအားကတော့တော်တော်နဲ့မကုန်ပါဘူး။ 90W fast charging ပါဝင်လာလို့အားသွင်းရတာလည်းရမ်းမြန်ပါတယ်။မိနစ်40ဝန်းကျင်တွင်းမှာရင်3ညကနေ100ထိအားပြန်ဖြည့်နိုင်တာကတော့ heavy user တွေအတွက်အကျိတ်တွေ့စီမှာတော့အမှန်ပါပဲခင်ဗျ။ performance ဖုန်းစုပေမဲ့ကင်မရာကိုလည်းပြစ်မထားပါဘူး။ 15 megapixel main sensor မှာ iOS ရုပ်မြင်စနစ်ပါလာလို့လက်တုံတက်တဲ့သူတွေအတွက်ဗီဒီယိုရိုက်ရင်းအဆင်ပြေစေပါတယ်။ဒီလိုဆိုဝဲကလည်း Android 14 G ကန် HyperOS နဲ့လာတာကြောင့်သုံးရတာပေါ်ပေါ်ပါတက်လက်ပါတယ်။အနည်းချုပ်ပြောရရင်တော့ဝက်မီတာဘူဖိုးဟာ10သိန်းဝန်းကျင်မှာ performance အကောင်းဆုံးကိုရှာနေတဲ့သူတွေဂိမ်းသမားတွေအတွက်အကောင်းဆုံးနံပါတ်1ရွေးချယ်မှုဖြစ်မယ်လို့မျှော်လင့်ပါတယ်။မိတ်ဆွေတို့ဒီဖုန်းရဲ့ speed တွေပေါ်ဘယ်လိုမြင်လဲကိုယ့်ရဲ့အမြင်ကို comment မှာရေးခဲ့ပေးပါဦးဒီဗီဒီယိုလေးကအထောက်အကူဖြစ်တယ်ဆိုရင် like subscribe လုပ်တော့ပုံမမေ့နဲ့နော်အားလုံးကျေးဇူးတင်ပါတယ်။